ရှင်။တရုတ်စာစတင်လေ့လာသူတွေရဲ့90ရာခိုင်နှုန်းလောက်ကြိုတွေ့ရတဲ့အခက်အခဲ3ချက်ကိုမျှဝေပေးသွားပါမယ်ရှင်။ဒီခက်ခဲ3ချက်ကိုကျော်ရနိုင်နေဆိုရင်တော့တရုတ်စာကခက်ခဲရဲ့ဘာသာစကားမဟုတ်တော့ဘဲနဲ့တင်ဘဝအတွက်အခွင့်အလမ်းတွေကိုပေးမယ်ကျွမ်းကျင်မှုတစ်ခုဖြစ်လာပါလိမ့်မယ်ရှင်။ပထမတစ်ချက်ကအတန်နဲ့အတန်သားထုံးကိုတိတ်ပြီးမဆိုင်တာပါ။တရုတ်စာမှာအတန်၄တန်ဟာအသက်ပါ။အတန်အနေမြင့်မားသွားတာနဲ့အတိတ်ပဲလုံးဝပြောင်းသွားတတ်ပါရဲ့ရှင်။ဒါကြောင့်မလို့အခြေခံဖိရင်ကိုအချိန်ပေးလေ့ကျင့်ဖို့တော့လိုအပ်ပါတယ်နော်ဒုတိယတစ်ချက်ကတော့စလုံးတွေကိုအလုပ်တရုတ်စလုံးတွေကပုံဆွဲတဲ့လိုမျိုးအတိတ်ပဲရှိရဲ့အစိတ်ပိုင်းလေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ဒီအတိတ်ပဲရှိရဲ့စလုံးလေးတွေကိုတိကျနားလည်အောင်လေ့လာမယ်ဆိုရင်တော့ကြက်စရာမလိုပဲအလိုလိုမှတ်မိသွားပါလိမ့်မယ်ရှင်တတိယအချက်ကတော့အရန်ခတ်တဲ့အဆင့်တွေကိုအလောကြီးတက်ချင်တာပါအခြေခံ HSK1 အဆင့်ကိုခိုင်မာအောင်မလုပ်ဘဲနဲ့ရှေ့ဆက်ရင်နောက်ပိုင်းမှာပို့ပြီးတော့ခက်ခဲလာပါလိမ့်မယ်ရှင်ဥပမာအခြေခံအုတ်မြစ်ကောင်းအိမ်ကခိုင်မာတယ်လို့ပဲအခြေခံခိုင်မာမှပဲနောက်အဆင့်တွေတက်ဖို့တော့ပို့ပြီးတော့လွယ်ကူသွားမှာပါရှင်ဒီချက်တွေကိုသိထားပေမဲ့ဘယ်ကစပြီးတော့ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုဝေခွဲမရဖြစ်နေတဲ့သူတွေအတွက်စိတ်မပူအောင်နေရနော်ကျမတို့ရဲ့ Light Up Academy ကနေပြီးတော့အခုပြောခဲ့တဲ့အခက်အခဲလေးတွေကိုဖြည့်ရှင်းပေးရင်းနဲ့သင်ကြားပေးသွားမှာပါရှင်တရုတ်စာကိုစနစ်တကျသင်ယူခြင်းသူတွေအတွက် Light Up Academy LUA မှာ Basic Chinese Class ကို 100% free နဲ့သင်ကြားပေးနေပြီးတော့ HSK 1 2 3အတန်းလေးတွေကိုလည်း 50% scholarship ဖြစ်တဲ့တောင်းကနန်းဝင်းကျင်လေးတွေပဲရှိတဲ့တင်တန်းကြီးလေးတွေနဲ့တက်ရောက်နိုင်မှုအခွင့်အရေးလေးတွေကိုဖန်တီးပေးထားပါရဲ့ရှင်အသေးစိတ်ကိုသိရှိဖို့အတွက်အခုပဲ comment မှာ scholarship လို့စာပို့ပြီးတော့စောင့်စမ်းမေးမြန်းနိုင်ပါရဲ့ရှင်လူကြီးကတ်တက်ထားတဲ့အတွက်အမြန်ဆုံးစာရင်းပေးတင်လိုက်တော့နော်